အားလုံးပဲမင်္ဂလာပါရှင်ရွှေပေါက်ကန်အိတ်ချက်မီရောင်းဝယ်ရထက်ထက်ဖြစ်ပါတယ်ရှင်ကျွန်တော်မဲကြီးပါငါကတော့ဗီဒီယိုလေးသွားရိုက်တယ်မြို့ပတ်နှစ်ခွက်ရဲ့အားနဲ့ချက်အားသာချက် location လေးကိုရှင်းပြပေးပါဦးအနော်ထားလမ်းမပေါ်ဟာလေးအရင်ပြောမယ်နော်သူကကြတော့ပေ20ပေ60အကွက်လေးပဲဖြစ်ပါတယ်ရှင်ဒီအကွက်လေးကကြတော့သူကပကံလန်းတဲပေါက်လေးနဲ့တစ်ဖက်မှာကြတော့ဒဂုံလန်းတဲပေါက်လေးပဲဖြစ်ပါတယ်ရှင်သူကကြတော့မြေဖို့ခြံကပ်ထားတဲ့အကွက်လေးပေါ့နော်လမ်းဝင်ထွက်လဲတာတယ်အဆောင်ဆောက်မဲ့လူတွေအတွက်လည်းအဆင်ပြေတယ်ရှင်ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်တော့ပေါ့နော်ဒါကတော့တခုကကြတော့လူနေဖို့အတွက်လည်းအဝင်ထွက်တာတဲ့အကွက်လေးပါရှင်ဘာပဲပြောလေပကံလန်းတဲပေါက်လေးဆိုတော့ဈေးကြောင်းကားဂိတ်လည်းနေမယ်19 138တို့ကားဂိတ်တို့လည်းနေမယ်ရှင်အဲကွက်လေးကလေသူကပိုင်ရှင်တိုက်ရဲ့အယောင်ဖွင့်သေးက3300ညှိနှိုင်းဖြစ်ပါတယ်ရှင်ပါမစ်မူရင်းနေနော်မြေပိုင်ဆိုင်မှုကတော့ဟုတ်အဲ့ဒါဆိုရင်ကျောင်းလမ်းဆိုရင်နှစ်လမ်းလေးက50 60အကွက်လေးရဲ့ location လေးနဲ့အားနဲ့ချက်အားသာချက်လေးကိုပြောပြပေးဦးသူက20 60ပဲเนาะသူကပြီးတော့ကျောင်းလေးနီးမယ်အဲကွက်လေးကကြတော့လေကျောင်းနှစ်လမ်းနေမှာပေါ့เนาะအဲကွက်လေးကတော့ကျောင်းကြီးတော့ဘာပဲပြောဆိုင်ဝင်ဈေးရောက်နေတဲ့လူတွေအတွက်လည်းအဆင်ပြေတယ်အဆောင်ဆောက်မလားတစ်ဖက်မှာလည်းအဆောင်တွေရှိရပေါ့เนาะဒါတော့ရင်းနှီးမြှုပ်နှံမှုအတွက်ပေါ့เนาะပြီးတော့လူနေဖို့အတွက်ကျလည်းကိုစီးပွားရေးလုပ်ကင်စားလို့ရတယ်ပြီးတော့ location နေနေတာသူကတစ်ဖက်မှာအနော်ထားလန်းတဲပေါက်ပြီးတော့တစ်ဖက်မှာကျကျက်စစ်သားလန်းတဲပေါက်လေးပေါ့เนาะပြီးတော့ဈေးနှုန်းကကြတော့သူကဟိုပါပေါ့1300ညှိနှိုင်းအားနေချက်အနေနဲ့တော့သူအကွက်တွေက17နှစ်ရက်ကွက်ဆိုအနောက်နည်းနည်းရောက်သွားတာပဲရှိတယ်ရက်ကွက်နောက်ရောက်သွားတာပဲရှိတယ်နှစ်ကွက်လုံးအဝင်ထွက်တာတယ်နော်ဘာပဲပြောဈေးကြောင်းကားဂိတ်နီးတာပေါ့ရှင်အကွက်လေးတွေကလေကွန်ကရစ်လမ်းတွေပဲလမ်းတွေကလည်းကောင်းတယ်အကုန်လုံးနှစ်ကွက်လုံးကလေဘာပဲပြောဈေးနှုန်းလေးလည်းတင်းနေတယ်ခေါ်ထားတဲ့ဈေးနှုန်းလေးနှစ်ကွက်လုံးကလည်းပါမစ်မူရင်းနေပြီပဲနော်ဟုတ်အဲ့ဒါဆိုရင်ဆက်သွယ်ရမယ်ဘယ်လိုဆက်သွယ်ရမလဲအဲ့ဒါဆိုရင်ထက်ထက်အိမ်ချန်မီရောင်းဝယ်ပြီပေါ့နော်ညီမကတော့399686 1ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်မဲရင်ချန်မီ65198920ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါပဲ